အင်္ဂလိပ်စကားပြောတတ်ဖို့ညင်းကြရအောင်အင်္ဂလိပ်စကားပြောတတ်ဖို့ညင်းကြရအောင်โอเคဒီနေ့မှာတကယ်ကျွန်တော်တို့အင်္ဂလိပ်စကားပြောတတ်စေဖို့ဆရာတို့အငင်းပြောကြရအောင်အဲ့တော့ဒီနေ့မှာဆရာတို့ဘာတွေညင်းမှလဲဆိုတော့ဒီမှာကြည့်ကြည့်ရအောင် I see I don't see ဆရာမြင်တယ်လို့ပြောရဲဆိုရင်ဆရာမမြင်ဘူးလို့ဆရာပြင်ညင်းကြရအောင်ဘာတွေညင်းမှလဲဆရာဗန်ဝဲတွေညင်းမယ်အဲ့တော့ I we you they ပြောဆိုဆရာတို့ကဒူးတွေတုံးတယ်ဆရာတို့သွားမယ်နော်အဲ့တော့ I see ဆို I don't see အဲ့တော့ I we you they ဒီလိုမျိုးသုံးမယ်ဆရာတို့နော် okay I understand I don't understand ငါနားလဲတယ်ငါနားမလဲဘူး I can well နော် I can speak Chinese ငါတရုတ်လိုပြောနိုင်တယ် I can speak Chinese ငါတရုတ်လိုမပြောနိုင်ဘူး You should go မသွားသင့်တယ် You shouldn't go မသွားသင့်ဘူး I have a car I don't have a car ငါမှာကားတစ်စီးရှိတယ်ငါမှာကားတစ်စီးမရှိဘူးအဲ့တော့ဒါလေးတွေသုံးဆရာတော့အငင်းကစားကြရအောင် okay အဲ့တော့ဒီမှာဆရာတယောက်တည်းမျှဝေတာဖြစ်တဲ့အတွက်ဆရာနော်အဲ့တော့ဆရာဒီအယုတ်လေးနဲ့ဆရာနမူနာပြပြီးတော့ဆရာညင်းပြမယ်အဲ့တော့ဒီမှာရှိတဲ့တငယ်ချင်းတွေအားလုံးကအချိန်ပေးနိုင်တဲ့တငယ်ချင်းတွေအားလုံးကဆရာပြောတဲ့ဟာတွေအားလုံးကိုဒီအယုတ်လေးလိုပဲဒီဗီဒီယိုကြီးနဲ့ပဲဟို negative အငင်းလေးတွေလိုက်ပြီးတော့ပြောပြပြီးပေါ့နော်အဲ့တော့ man တွေကလည်းရှိမယ်ပါတဲ့ကလည်းရှိမယ်ပြပြောပါပေါ့ဆရာတို့ညင်းကြရအောင် okay let's get started I see I don't see I see I don't see I understand what you're saying I don't understand what you're saying I play football I don't play football you should speak English you shouldn't speak Chinese you should go home you shouldn't go home I have a car I don't have a car I have a car I don't have a car they like you they don't like you I see you I don't see you you drink coffee you don't drink coffee I like moringa I don't like moringa I can speak Chinese I can't speak Chinese I have a car I don't have a car I have a car I don't have a car I understand I don't understand I understand you I don't understand you okay ပါအဲ့တော့ဒီလိုမျိုးဆရာတော်ဒီမှာဟောနော်အယုတ်လေးနဲ့ဆရာလေ့ကျင့်တယ်တကယ်တငယ်ချင်းတို့ရှိမှာဟိုပါပေါ့လေ့ကျင့်ပေါ့တငယ်ချင်းရှိတယ်ဆိုတော့အဲ့လိုအပြန်လာပေါ့တယောက်က positive ဆိုရင်နောက်တစ်ယောက်က negative နောက်တစ်ယောက် negative ပြောရဲဆိုရင်ဒီဘက်က positive ပြောပြီးတော့အပြန်လန်အယုတ်ကလေးလိုမျိုးလေ့ကျင့်ပြီးတော့ဗတ်ဆွတ်တဲ့အောင်လေ့ကျင့်ပါအဲ့လိုမျိုးလိုရာလေးပဲလေ့ကျင့်နေဆရာတို့ဒီဗဇက်မှာပေါ့နော်ဆရာတို့ကအင်္ဂလိပ်စကားစကားလုံးတွေထွက်တဲ့အလေ့ကျင့်ဆရာတို့ဝင်းပြီးရတယ်လွယ်တာနဲ့ဆရာတို့အလေ့ကျင့်ဝင်းပြီးရတယ်ပြောထွက်တာတွေများလာတယ်ဆိုရင်ဆရာပြောတတ်ဖို့ကလွယ်လေးပါအဲ့တော့ဆရာသင်ခန်းစာတွေလွယ်ကူပဲဆရာသွားနေเนาะအဲ့တော့ယခုဒီ episode ထိပေါ့နော်ဆရာဒါတည်းဆိုရင်ဆရာ episode ဆရာတော့16ဖြစ်သွားပါပြီเนาะအဲ့တော့ဒီ episode 16ဒီ16ထိပေါ့နော်ဒီသင်ခန်းစာတွေကိုအချိန်ပေးလေ့လာပြီးကြတာသင်ခန်းချင်းတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်เนาะ okay အဲ့တော့နောက် episode မှာဆရာတို့ပြန်ဆုံမယ်เนาะ okay ပါ